တို့ခုကြိုက်နေတဲ့ဇက်ပွဲတွေဝေဖန်ပြဒီနေ့ခေတ်လူငယ်လေးခင်ဗျားတို့ရှေ့စိုင်းရင်မို့လို့ဖြတ်သွားတယ်နည်းနည်းလေးဝေဖန်လေဗမာမဝေဖန်ဘူးသူတို့သိနာမည်ကြီးနေတယ်သူတို့အခုနာမည်ကြီးနေတဲ့ရှေ့ရှေ့ကအောင်စဘူးတို့စိုင်းရင်သူတို့နာမည်ကြီးနေတယ်အဲ့တော့သိကြိုက်နည်းနည်းလေးဒါဓမေစီတွေကကိုနဲ့တော့မဆိုင်ဘူးညီငယ်ညီမငယ်တွေလူငယ်တွေခေါင်းနဲ့ထည့်လိုက်ဘာကြံလဲလို့ကြည့်လိုက်ဘာကြံသူတို့နာမည်ကြီးတယ်တခါတခါမှတွေပိတ်လောက်နေတယ်ဘာကြံလဲအောင်ပါစေတွေ့လားဒီနေ့ချိန်ဒီနော်တပည့်နုခက်ဝေးဘာမှမကြံဘူးရွှေမန်းကြံသွားတွေ့လားတပည့်ဇေတုခက်ဝေးဒီချမ်းကန်ဒီနေ့ချိန်ဒီကြံနေတယ်မေတ္တာတရားလေးသူပို့သွားတဲ့မေတ္တာတရားလေးအခါကတိန်သူမေတ္တာပို့တာကြီးကြံနေတယ်မင်းတို့ဒီနာမည်ကြီးတဲ့သူကြည်လားနောက်ထပ်9နှစ်ဘာမှမကြံဘူးနာမည်ကြီးတယ်သို့တော့တိုင်းပြည်အတွက်အမှတ်တရလေးဘာမှမကြံဘူးဘာမှမကြံဘူးဟာမကြံဘူးအဲ့ဒါဘာလို့မင်းတို့ဘာလို့ကြိုက်နေလဲမင်းတို့မှအနှစ်မရှိဘူးဘာလို့ရွှေမန်းတင်မောင်ရဲ့တူမြတ်တာတူမှာကုရုဆက်ဆံမှန်ပါလေမှန်မိမလို့ရွှေမန်းသားမောင်တင်ဒီနေ့ချိန်ကြီးတူညီသောမြတ်တယ်ဘာဖြစ်လို့လဲအညာမှာရွှေမန်းတင်မောင်ကညုံဝင်းကိုသွားပြောညုံဝင်းကခန္ဓာနာမစားပါဘူးကုသိုလ်ဖျားအောင်ပေါ့ဦးစင်ကြွဖျားတဲ့တပည့်တော်လည်းဘိုက်စားနေတယ်တပည့်တော်တယောက်စားလေးဖြစ်နေတယ်သူပဲယူတဲ့နာမည်လေးစားတယ်ငါပြရော်လေးနဲ့ကိုညုံဝင်းစကားနဲ့ပြောရင်လို့ပါကိုရီအများကြီးဘိုးကောရဲ့ပေါ့သူ့တောင်းမှာကိုညုံဝင်းကိုစကားလေးနဲ့ပြောချင်လို့ပါပြောပါဗျာသမင်းတော့သွားရတော့ဗျာဒီဘုန်းကြီးတို့စားပြီးပါပြီလို့ဟဲ့တပတ်ကလေးစစ်တပတ်ကလေးခန္ဓာနာမရှိပါဘူးကိုညုံဝင်းနာမည်ကလို့ဒီမိတူတွေကဝင်းဘူတို့ချမ်းသာတို့ခုနပြောလို့ဝင်းမောင်တို့အဲ့လိုရှိပါတယ်လို့ကိုညုံဝင်းနာမည်ကျမှညွန့်ပါတယ်ဟုတ်ပါတယ်ဗျာတဲ့ပြီးတော့အမေရဲ့မစ်သိညွန့်ဒေါ်သိညွန့်ကတောင်ဆုံးသူပါလို့အဲ့တော့ဒေါ်သိညွန့်ကတောင်ဆုံးသူပါလို့ရွှေမန်းတင်မောင်မန္တလေးမြို့ရွှေမန်းကျောင်းကစကူးတိုက်ထဲမှာရှိတဲ့အခါမှာဒေါ်သိညွန့်ကရွှေမန်းတင်မောင်ကြိုက်တယ်လို့သူကရွှေမန်းတင်မောင်ရဲ့အတန်လေးကိုကြိုက်ပြီးတော့ငါအဲ့ဒီမင်းသားကိုရအောင်ပြီမဆိုအမေနေလို့တောသူမှမိသိညွန့်ရဲဆိုပြီးတော့တောင်ဆုံးကအခါမှရွှေမန်းကိုမမြင်ဘူးတဲ့မိမတယောက်ကဆန္ဒတိပတိရှိတယ်ဆန္ဒဝတ္တကိန်းတယ်အဲ့တော့ဆန္ဒပြင်းတယ်ဆန္ဒပြင်းပြီးတော့ရောက်အောင်လာပြီးတော့မန္တလေးရောက်လာပြီးတော့ရွှေမန်းရဲ့တင်မောင်နဲ့ကိုတင်မောင်နဲ့ညားတယ်အဲ့တော့တားဦးကိုမောင်ညွန့်ဝင်းလို့ပြေးလိုက်တယ်အရှင်မင်းကပြီးတော့ပြေးလေသိတာပဲသိညွန့်โอเคအဲ့ဒါပြောချင်တာမဟုတ်ဘူးလို့အခုကိုညွန့်ဝင်းတွေ့လာလို့မပိတ်တတ်တယ်လှဲတယ်မန္တလေးကကုသိုလ်ပြမှာလှဲဝိုင်းနဲ့သွားတယ်တစ်ချိန်လုံးဟာလို့ရွှေမန်းတင်မောင်အညာကိုသွားတယ်နေတာပြင်းသူအိတ်လို့မရတယ်သူကမျက်နှာလေးသိပြီးတော့ထွက်လိုက်မျက်နှာလေးသိလို့ထွက်လိုက်လှဲဝိုင်းနေနဲ့လူတွေအများကြီးပဲတက်ရှင်အောင်စိန်မေးအောင်လာနော်အဲ့ဒီလူတွေကဘာလုပ်တာလဲကွာအဲ့ဒါအားတဲ့ဇက်ဆရာကိုလာကြည့်တာလေဩတဲ့ငါဖုန်းကြီးရဟန်းလည်းမဟုတ်ဘူးရဟန်းလည်းအရိယာလည်းမဟုတ်ဘူးမျက်လက်သမားတကိုးရှင်လည်းမဟုတ်ဘူးကွာဒီလူတွေကနေပူကျဲတဲ့မှာငါ့ကိုလာကြည့်ရဆိုထိုင်ကြော့တာဗျာအဲ့ဒီလူထိုင်ကြော့တာအဲ့ဒီလူဒီနေ့မင်းသားမိမတွေပေးတဲ့လက်ကိုကိုက်တော့ထိုင်ကြော့တာဇက်ဆရာကထိုင်ကြော့တာမင်းတို့သိအောင်ပြောရတာမင်းတို့နိုင်ငံပိန်းလို့ပြောတာနားလဲလားထိုင်ကြော့တာကိုတင်မောင်ကအဲ့ဒါဘာလို့လဲဇက်ဆရာကဝိုင်းကြည့်တော့ကျေးဇူးရှင်တွေထိုင်ကြော့တာသာပြေးစမ်းကွာတဲ့အခါကအဲ့တော့မှအဲ့ဒီကြမှာအခါကတိတ်မရိမ့်နိုင်ပါဘူးအဲ့ဒါလားအောင်တန်းတဲ့အောင်တန်းရဲ့ကြက်ခိုင်းပါမြို့တစင်းရဲ့နွနဲ့ကြီးရဲ့ရွှေမြတ်တာပို့ရနော်ဆိုပြီးတော့အဲ့ဒီမှာမြတ်တာပို့တဲ့တခြင်းအဲ့ဒီလူတွေကြည့်တော့ညတခြင်းချက်ချင်းကြီးပို့ပါတယ်အဲ့ဒါငါကိုညင်ဝင်းကိုပြောတယ်ရှင်ဘုရားရဲ့ဒီခဏနေပါဦးဖေခုံမတက်ပါဦးနဝကမကပ်ထိုင်ကြော့တယ်ဒီမျက်ရည်တော့ကြားတယ်ဖေခမရဖေဟာလို့ပရိသတ်ကိုအဲ့သူ့အဲ့လိုထိုင်ကြော့တာလို့ထိုင်ကြော့ချက်ချင်းတခြင်းရတာဘယ်မှာလဲပြောဘာကြံလဲပြလေမင်းတို့လက်လေးတွေသွားကြိုင်တယ်ပတ်စံပေးတာကြံတဲ့တခြင်းတက်ဖို့ပြမရှိဘူးဒီနေ့ချိန်ငါရွတ်ပြဟာကျင်းသားဟိုမှာဒီဝတ်တဲ့လောင်းကဟဲ့ကမလေးချွေွယ်လေးယူခဲ့ဟာမခွက်ယူခဲ့ရွဲနဲ့ရမယ်အလိုကိုဝါဒီတခါညာဦးမှလားတော်တဲ့သင်ပါလေလောပါဒီအတော်မတတ်နိုင်လို့အလားကောင်းပေမဲ့အခါနှောင်းပြီလေရှစ်ဟိုမောင်ရွဲကုန်တဲ့သူတော်ကြီးပေးလိုက်ပြီဆိုတွေ့ပြီအဲ့တော့ဒီကောင်မလေးကအဖွားလို့တဲ့ပုဂ္ဂိုလ်ကဒီရွှေဝအဖွားရဲ့ဖះလောင်းကကျွန်တော်မှငွေ900ပဲပါတယ်ရောင်းပြီးသားပတ်စံ900ရော့ဟိုမရောင်းရတဲ့ရွေး900ဒါပဲပါပါတယ်ဆိုတသိန်းလေအသက်ပြတသိန်းနဲ့ရွှေဝဲယူအဖွားရဲ့လည်းပေးတယ်ဟိုလူကလည်းသူပါတာပဲယူတယ်အဲ့တော့အဖွားမောင်ရင်ရဲ့ယူသွားပါတော့မောင်ရင်သူတော်ကောင်းလေးပါဆိုတော့ကောင်မလေးကဆက်တယ်ရွှေမန်းတယ်မောင်
ကျုပ်ကလည်းအဖွားလိုပါစေတနာတူကြီးဘဘဘာလို့ပေးရမှာလဲသမီးတို့ဂလုံးမင်းရွှေကြရောင်းရင်တသိန်းရမှာလေရွယ်အများကြီးဝယ်မပြောဘူးဗျကျုပ်ကလည်းအဖွားလိုပါစေတနာတူကြီးမောင်ကြီးရဲ့ရုပ်ရည်သည်တရားမြတ်တဲ့လက္ခဏာရှိသည်ဒါကြောင့်မလို့ယူသွားပါတော့သဘောရှိရာအတီဟာကောင်းတယ်ကြည့်တယ်ဘမလည်းဇက်သိမ်းပြီးတော့မှရွှေမက်တင်မှာဇက်သိမ်းပြီသူတော့မှားပြီကျုပ်တော့မှားပြီကျုပ်တော့မှားပြီဇက်သိမ်းတယ်ဇက်သမားကြရင်မှတ်သားရတယ်မင်းတို့ဇက်ပွဲပြီးတော့ဘာမှသားမင်းတို့ဖြာဝင်ငါမေးမင်းတို့ကြိုက်လည်းငါမေးပြီဘာကြတယ်ငါပြောစမ်းရွှေမက်တင်မှာကြံတယ်ကွာဇက်သမားပြန်ရင်မှတ်သားစရာကြံတယ်ငါထွက်တော့ကရမယ်ပုံစံပေါက်နေဒါသဘောဟုတ်လားအဲ့ဒီကြပါတော့လေသူကလေအရင်မိမဖို့ရွှေဒီရွှေတော့ကျုပ်တော့မှားပြီတဲ့ဝိသမလောဘထားမိပါသည်သူဇက်လေးကိုဤသို့နေတူအတူယူပြီးတော့အမျက်ကြီးမစားဖို့ရန်မေတ္တာရက်ခံတောင်းပန်ပါသည်ကျုပ်တော့မှားပြီဟာပေးသွားတာတင်မောင်ရွှေမန်းဥတင်မောင်အဲ့ဒါကြောင့်အလင်္ကာကျော်စွာပေးတာအော်အော်ကိုကောင်းနေတာပေးသွားလိုက်တာ